အားလုံးပဲမင်္ဂလာပါကျွန်တော်ချက်စစ်ဖော်ရုံနဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့လူငယ်ကစားသမားလေးတယောက်ဖြစ်တဲ့ ST ပေါင်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်ရဲ့ကနဝင်တယောက်ဖြစ်တဲ့ Thierry Henry ကမှတ်ချက်ပေးသွားတဲ့အကြောင်းအရာလေးကိုညီကိုတို့ကိုကျွန်တော်ပြန်လည်မျှဝေချင်တယ်ပေါ့နော်ဆိုတော့မနေ့ကAfrica Quarter Final အဖြစ်ရှင်ပြိုင်ကစားခဲ့တဲ့ပေါ်ပေးနဲ့ပွဲစဉ်မှာကျွန်တော်တို့ရဲ့လူငယ်ကစားသမားလေး ST ပေါင်ကအထူးခြေစွမ်းပြသွားတယ်လို့ပြောလို့ရတယ်ဆိုတော့ပထမပိုင်းမှာတိတ်ပြီးတော့အထူးခြားခြားမကောင်းနိုင်ပဲလေဒုတိယပိုင်းမှာသူ့ရဲ့ network position မှာကစားတဲ့အခါမှာ ST ပေါင်ကတော်တော်ကိုကောင်းခဲ့တယ်လို့ပြောလို့ရတယ်ဆိုတော့တကိုးလဲဖန်တီးခဲ့တယ်ပြီးတော့တကိုးလဲတွင်းသွားတဲ့အထိခြေစွမ်းပြသွားတယ်ပေါ့နော်ဆိုတော့ပွဲပြီးတဲ့အခါမှာလဲသူ့အနေနဲ့တပွဲလုံးအတိုင်းတာခြေစွမ်းရofficial မောင်းတမက်လည်းရခဲ့တယ်တပွဲလုံးရဲ့အကောင်းဆုံးကစားသမားစုကိုရရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ပြီးတဲ့အခါမှာဒီ Thierry Henry က SC ဘောနဲ့ပတ်သက်ပြီးတော့ဘာပြောလဲဆိုတော့ SC ဘောကိုတဲ့ဒါလွတ်လွတ်လပ်ကစားခိုင်းလိုက်ပါတဲ့သူ့ရဲ့ခြေစွမ်းကိုလွတ်လွတ်လပ်ပြသခွင့်ပေးလိုက်ပါပေါ့နော်ဒီလိုပွဲစဉ်မျိုးတွေမှာဆိုရင်လည်းအခုလိုမျိုးကစားသမားမျိုးတွေကိုအရသာခံပြီးကြည့်ရတာကျွန်တော်သဘောကျတယ်ပေါ့နော်ထပ်ပြီးတော့ဘာပြောလဲဆိုတော့ကစားကွက်ခင်းကျင်ဟာတဲ့ကျွန်တော်တို့ကြိုတင်ရေးသားထားတဲ့ဇန်ညွန်းတိုင်းဖြစ်နေဖို့ကြီးပဲမလိုအပ်ပါဘူးဆိုပြီးတော့သူကပြောသွားတယ်နောက်ဘာထပ်ပြောလဲဆိုတော့အစီပေါင်းနဲ့ရင်ဆိုင်ရတာကိုမင်းအနေနဲ့ဘလို့မှသဘောကျလိမ့်မယ်လို့မထင်ဘူးတဲ့ဘာလို့လဲဆိုတော့သူကပွဲချိန်တစ်လျှောက်လုံးမင်းကိုပဲလာပြီးတော့ထိတွေ့ပြီးတော့တိုက်ခိုက်နေမှာဖြစ်တဲ့အတွက်ကြောင့်မို့ဖြစ်တယ်တဲ့သူ့အတွက်ဒါပွဲကကောင်းကျင်လဲကောင်းပဲမကောင်းကျင်လဲမကောင်းဘူးဒါပေမဲ့ तू ကတော့မင်းကိုတစ်ချိန်လုံးဒါစမ်းသပ်နေမှာဖြစ်တယ်ပေါ့နော်မင်းအနေနဲ့သူ့ကိုဘယ်လိုတားမလဲတားဆီးနိုင်မလားမတားဆီးနိုင်ဘူးလားဒါကိုပဲစောင့်ကြည့်ရမှာဖြစ်တယ်ဆိုပြီးတော့ Thierry Henry ကအခုလိုမျိုးမှတ်ချက်ပေးသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော်တော်လေးလဲဒါသဘောကျတယ်သူပြောတဲ့စကားကမှတ်ချက်ဆိုရတဲ့ချီတူစကားလို့လဲဒါပြောလို့ရတယ်ပေါ့နော်အစီပေါင်းတယောက်ဘယ်လောက်ထိကောင်းလဲဆိုတာကိုသူကဒီလိုမျိုးချီးမွမ်းသွားတယ်လို့ပဲကျွန်တော်ကယူဆတယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျိုးပြောမယ်ဆိုရင်တော့ Thierry Henry ကခုနအစီပေါင်းကိုချီကျူးတာကတပိုင်းနောက်ဒီလက်ရှိကျွန်တော်တို့မော်ဒန်ဘောလုံးလောကမှာဖြစ်ပျက်နေတဲ့ဒီပလန်တိုင်းပေါ့နော်ဆိုတော့နီးပြရဲ့ view ဟာတိုင်းတွားတယ်ဆိုတဲ့အပိုင်းတွေကိုလည်းထိုးနှက်ချင်လို့လားဝေဖန်ချင်လို့လားဆိုတာဒါလေးကိုတော့ကျွန်တော်တွေးမိတယ်ပေါ့နော်ဆိုတော့ဒီဘက်ခေတ်မှာဆိုရင်ယူရိုလည်းမြင်တဲ့အတိုင်းပဲပလန်တိုင်းတွားမယ်နီးပြရဲ့နေပြဟာတိုင်းတွားမယ်ပထမနေပြဟာဒုတိယနေပြဟာတတိယနေပြဟာဒီလိုမျိုး plan A plan B plan C တွေနဲ့လာတယ်ပေါ့နော်ခုလက်ရှိကြည့်မယ်ဆိုရင် Arsenal မှာဆိုရင်အဲ့ဒီပုံစံတိုင်းဒါတွေးရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအနေထားမျိုးမှာပြောရရင်ဒီကစားသမားတွေကအဲ့ plan တိုင်းလိုက်ပြီးတော့ကစားရတယ်ပေါ့နော် plan ချပေးထားတယ်မင်းအနေနဲ့ဒီလိုမျိုးကစားမယ်ဒီတော့ကြောင့်မို့ကျွန်တော်တို့ခုနောက်ပိုင်းမှာဆိုရင်ဘာလို့မခံစားရတော့ဘူးလဲဆိုတော့ကစားသမားတယောက်ချင်းစီရဲ့ individual skill matching movement တွေပေါ့နော်ဒါတွေမခံစားရတော့ဘူးအထူးသဖြင့်ဒါတောင်ပံကစားသမားတွေရဲ့တဦးချင်းကြော်ဖြတ်တဲ့လိန်ခေါက်စွမ်းရည်တွေဒါတွေကျွန်တော်တို့မခံစားတော့တာကိုတွေ့ရတယ်ဒါကိုပဲ Thierry Henry ကထောက်ပြခြင်းလို့လားဒါမျိုးလဲကျွန်တော်တွေးမိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပွဲစဉ်တစ်ပွဲကိုကြည့်တဲ့အခါမှာဒီ systematic ဖြစ်ဖြစ်ဒီ plan တိုင်းသွားနေတဲ့ပွဲစဉ်တွေဆိုရင်တချို့ပွဲစဉ်တွေကြည်ကောင်းပါတယ်ကြည်မကောင်းဘူးတော့မဟုတ်ဘူးဒါပေမဲ့ plan လုံးဝဖြစ်တော့ဘူးဟေးဆိုရင်သူတို့ကဒါနောက် plan တစ်ခုကိုပဲဦးစားပေးကြတယ်ပေါ့နော်ကစားသမားရဲ့အရေးချင်းကိုမူတည်ပြီးတော့ပြန်ပြီးတော့ခင်းကျင်းတာမျိုးကမရှိဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့ကဒီ matching movement တွေမမြင်ရတော့ဘူးကစားသမားရဲ့ individual skill တွေဒါတွေမမြင်ရတော့ဘူးပေါ့နော်ပြောရရင်ကျွန်တော်တို့ဘလုံးမွေးကြည့်တယ်ဆိုတာကအဲ့ဒီဘယ်လိုပြောမလဲပွဲစဉ်နိုင်ချင်းမနိုင်ချင်းဆိုတာထက်ဗျာအခုလိုမျိုးဖျော်ဖြေမှုဒါ entertainment အနေနဲ့ကြည့်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့ကစားသမားတယောက်ချင်းစီရဲ့ဒီလိုမျိုး movement တွေပေါ့နော်အဲ့ဒီ movement တွေကိုကျွန်တော်မျှော်လင့်ကြတယ်သဘောကျကြတယ်ကြည့်ကျင်ကြတယ်ပေါ့နော်ခုနောက်ပိုင်းမှာဆိုရင်တော့အဲ့ဒါတွေကမမြင်ရတော့ဘူးကျွန်တော်တို့တော်တော်လေးကိုရှားသွားပြီလို့ပြောလို့ရတဲ့အနေအထားမျိုးရှိနေပြီအခုကျွန်တော်တို့လက်ရှိကြည့်နေရတဲ့ပွဲတွေမှာဆိုရင်ကျွန်တော်မြင်ရတာဆိုလို့ဗျာဒီ PCS ရှိမယ်တခါလေး Mbappe ရှိမယ် PSG က Kvaratskhelia ရှိမယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကစားသမားမျိုးတွေကရှားသွားတဲ့အကြောင်းရင်းကလည်းခုနကျွန်တော်မြင်တာပေါ့နော်ဒီ systematic ဖြစ်ဖြစ်သူတို့ plan တိုင်းသွားနေတဲ့ຢာတွေကြောင့်လို့ကျွန်တော်ကမြင်တယ်ပေါ့နော်ပွဲစဉ်တစ်ပွဲကိုသူတို့ကစားကြပြီဆိုရင်ကစားသမားတစ်ယောက်ကသူတို့လှုပ်ရှင်အားတွေလုပ်နေတယ်အလှပြနေတယ်ဆိုတာမျိုးဆိုရင်ညီပြတွေကတိတ်ပြီးတော့မကြိုက်တော့ဘူးနောက်ပွဲမှာအောက်လိုက်တာမျိုးတွေပေါ့နော်အထူးသဖြင့်ဒါ Guardiola လုပ်နေကြအကွက်လို့ပြောလို့ရတယ် Guardiola ကအဲ့လိုမျိုးဆိုရင်မကြိုက်ဘူးသူကသူ့ရဲ့ဝေးတိုင်းသူချထားတဲ့စီမင်းစည်းကမ်းတိုင်းသွားတာကိုသဘောကျတယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့Arsenalပွဲစဉ်မှာ Chucky ရဲ့ဒီဘောလုံးတော့တဲ့ပုံစံပေါ့နော်
အဲ့ပုံစံတွေကိုဂွာဒီယိုလာကစိတ်ပြတ်တဲ့အမှုရာတွေပြခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီနောက်ပိုင်းမှာဆိုရင်အဲ့လိုမျိုးကျွန်တော်ဖြောပြမှုပေးတဲ့ပုံစံမျိုးတွေကိုကစားသမားတွေစီကနေပြီးတော့မမြင်ရတော့ဘူးပေါ့နော်ဒါကိုချုပ်ပြပြီးတော့ကစားသွားတဲ့ကစားသမားလို့ပြောရင်တော့ခုနောက်ပိုင်းမှာမြင်ရတာကဒါ Kevin De Bruyne ပဲပေါ့နော် Kevin De Bruyne က Guardiola ရဲ့ system နဲ့မှာပဲကစားနိုင်မယ်ဆိုရင်သူ့ရဲ့ဒါ magic movement တွေပေါ့နော်ဒီ passing တွေကိုဖန်တီးပေးတာတွေဒီလောက်လှပတဲ့ဟာတွေမြင်ရပါမလားဆိုတာမသေးကြဘူးပေါ့နော်ကျွန်တော်မြင်ခဲ့ရတဲ့ဒါ Kevin De Bruyne ရဲ့ပုံစံကိုမြင်ရပါမလားဆိုတာကျွန်တော်တို့တက်ပြောလို့မရတော့ဘူးပေါ့နော်ဆိုတော့ Thierry Henry ရဲ့ match စကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်သဘောကျတယ်ဆိုတော့ AC ပေါင်းအနေနဲ့လည်းတိတက်ပို့ပြီးတော့ဒါလောက်ပြမဲ့ပွဲစဉ်တွေနောက်လာမဲ့ပွဲစဉ်တွေမှာရှိလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါ Thierry Henry match ပေးရတဲ့ပတ်သက်ပြီးတော့ပေါ်သေးသေးတွေ့မယ်ဆိုရင်တော့ပေါ်သေးသေးပဲလို့မှတ်လို့ရတယ်ပေါ့နော်ဒီလေးလေးနဲ့တွေ့မယ်ဆိုရင်တော့ဒီလက်ရှိ modern ဘောလုံးလောကမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုဒါဝေးတွယ်ဝိုက်ပြီးတော့ဝေဖန်လိုက်တာလို့ပဲကျွန်တော်ပြောချင်တယ်ပေါ့နော်ခုလိုမျိုးကစားသမားမျိုးလေးတွေကိုဒါ system ထဲမှာမထည့်ဘဲနဲ့သူတို့တဲ့ပုံစံအတိုင်းပေါ့နော်လောလောလတ်ကစားစီခိုင်းလိုက်တာကတော့ဒါပရိသတ်တွေအတွက်ဒါပရိသတ်တွေကိုလည်းလေးစားရရောက်တယ်ပြီးတော့ကစားသမားရဲ့အရေးချင်းကိုလည်းအဆုံးထိအောင်ဒါမြင့်တင်ပေးရရောက်တယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဆိုတော့ဒါတော့Thierry Henryမှတ်ချက်ပေးတာလေးကိုကျွန်တော်သဘောကျလို့ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်ညီကိုတို့ဘယ်လိုမြင်ကြလဲဒီကြောင်းအနေနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေခန်းစားချက်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှာပြန်တွေ့ပါမယ်